စာတင်ခန်းထဲမှာစာတင်ရင်းနဲ့ကျမတပည့်တွေကိုပေါ့နော် stroke ဆိုတာဘာလဲဟေးလို့မေးလို့ရှိရင်ကျမတပည့်တွေအမြဲတမ်းပြန်ဖြေတဲ့စကားရှိတယ်လေဖြတ်တာပါဆရာမဆိုပြီးတော့ကျမလည်းအမြဲတမ်းပြန်ပြီးတော့စတက်တယ်ပေါ့နော်အော်မြန်မာလိုဘာသာပြန်တာတော့ဒီချက်လည်းပြန်တက်တယ်ပေါ့နော် stroke ဘာကြောင့်ဖြစ်တာလဲဘာလို့ဖြစ်ရတာလဲဆိုတာကိုပြောပြဆိုလို့ရှိရင်တို့a little လေးပေါ့နော်တွေ့ဝေသွားကြတယ်ပေါ့အဲ့ဒီတော့ဒီဗီဒီယိုလေးမှာ stroke ဘာကြောင့်ဖြစ်ရလဲဆိုတာလေးကိုပြောပြပေးခြင်းပါတယ်ကျမတို့ရဲ့အုံနောက်ကအခြားခန္ဓာကိုယ်အစိတ်ပိုင်းတွေလိုပဲသွေးတွေကနေတဆင့်အောက်ဆီဂျင်အမြဲရနေဖို့လိုအပ်ပါတယ်တကယ်လို့ရုတ်တရက်သွေးလေပတ်တာရက်တန့်သွားမယ်ဆိုလို့ရှိရင်တော့အောက်ဆီဂျင်မရတော့ဘူးဆိုလို့ရှိရင်လေဖြတ်တာလို့ခေါ်တဲ့ stroke ဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ brain cell လေးတွေကတည်သွားလို့ပါအဲ့ဒီတော့ထိခိုက်တဲ့နေရာပုံမူတည်ပြီးတော့ယောဂလက္ခဏာတွေကွဲပြားနိုင်တယ်ဥပမာအဖြစ်အခုနေရာလေးဆိုလို့ရှိရင်မျက်နှာတချမ်းရွက်တာ drooping face ဖြစ်မယ်ပြီးတော့လက်တွေခြေထောက်တွေမှာ weakness တွေဖြစ်မယ်ပြီးလို့ရှိရင်စကားပြောရင်ဘလုံးပထွေးဖြစ်တာတွေဖြစ်နေပဲပေါ့နော်ပြီးတော့အခြားအမြင်အာရုံချုပ်ရင်းတာ balance မထိန်းနိုင်တာပြီးလို့ရှိရင်အတိမှတ်ဉဏ်ချုပ်ရင်းတာ confusion စတာတွေလည်းဖြစ်နိုင်ပါတယ်လေဖြတ်စေတဲ့အကြောင်းရင်းကတော့အဓိကပေါ့နှစ်ခုရှိတယ်ပေါ့နော်တစ်ခုကကြတော့သွေးခဲကသွေးကြောမှာသွားပိတ်ပြီးတော့ရှေ့ဆက်ပြီးတော့သွေးမစီးနိုင်တဲ့အတွက်ကြောင့်မို့လို့အုံနောက်ကအောက်ဆီဂျင်ပြတ်လက်ပြီးတော့လေဖြတ်တယ်နောက်တစ်ခုကကြတော့သွေးကြောပေါက်တာပေါ့နော်ပေါက်တာနေပြီးတော့အုံနောက်ကသွေးလဲပတ်မှုမရရှိတဲ့အတွက်ကြောင့်မို့လို့လေဖြတ်တယ်ပေါ့နော်အဲ့ဒီတော့ကျမတို့ဒီမှတ်ထားရဖို့အရန်အရေးကြီးတဲ့အချက်ကတော့ပေါ့နော်ဒီလေဖြတ်တဲ့လူနာကိုကလေဖြတ်တဲ့လက္ခဏာတွေကိုသိရမယ်ဘာဖြစ်လို့လဲဆိုတော့လေဖြတ်တာမှာအရေးကြီးဆုံးကအချိန်ပါဆေးရုံဆေးကန်းကိုအချိန်မီရောက်နိုင်ဖို့အတွက်ကအရန်အရေးကြီးပါတယ်အဲ့တော့ကျမတို့အတူကောက်ပါနဲ့မှတ်တယ်လဲဆိုလို့ရှိရင် FAST နဲ့မှတ်တယ်ပေါ့နော် F ကဘာလဲဆိုလို့ရှိရင် face မှာဘာကြည့်ရမလဲဆိုလို့ရှိရင် facial drooping တစ်ဖက်ကရွေ့နေတာပေါ့နော် facial droop ဖြစ်နေတာပြီးလို့ရှိရင် A ကဘာလဲဆိုလို့ရှိရင် arms မှာ weakness ဖြစ်နေတာပေါ့နော်ပြီးလို့ရှိရင် S ကဘာလဲဆိုလို့ရှိရင် slur speech ဆိုတာစကားလုံးတွေဘလုံးပထွေးဖြစ်ပြီးတော့ကိုမိတာကိုကောင်းမွန်မဖြေနိုင်တော့ဘူးတီရပါလဲဆိုလို့ရှိရင် time เนาะအချိန်မီစီယုံစီကံပို့ဖို့အတွက်အရန်ကိုအရေးကြီးပါတယ်အဲ့တော့ပထမဦးဆုံး facial droop ကိုသိဖို့ဆိုလို့ရှိရင်ကျမတို့ကလူနာကိုဘယ်လိုမေးလို့ရလဲဆိုလို့ရှိရင်can you smile for me or can you show me your teeth ပေါ့နော်ဘာလို့လဲဆိုတော့ခိုင်ကြလို့ရှိရင် तू ကမှနေမကောင်းပါဘူးဆိုကမှကိုယ်ကိုပြုံးပြပါလားဆိုလို့ရှိရင်ဒါအရန် awkward ဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ကျမတို့က alternatively ငါ့ကိုနင်းရဲ့သွားလေးတွေပြပါလားဆိုတော့သူ့ကိုအဲ့လိုမျိုးသွားလေးစီခိုင်းတယ်ပေါ့နော်အဲ့ခါကြလို့ရှိရင်ဒီ facial droop ကိုတည်တည်ချာချာလေးမြင်နိုင်တယ်ဘာလို့လဲဆိုတော့တစ်ဖက်က droop ဖြစ်နေမှာပေါ့နော်နောက်ပြီးတော့ arms ကကြတော့ weakness ပေါ့နော်လက်လေးမြှောက်ပြပါအောင်ဆိုလို့ရှိရင် तू မြှောက်လိုက်လို့ရှိရင်တစ်ဖက်ပဲမြှောက်လာပြီးတော့နောက်တစ်ဖက်ကဒီကျန်တဲ့တစ်ဖက်လောက်ပေါ့နော်မမြောက်နိုင်ဘဲနဲ့ရှိနေတာကိုတွေ့ရလိမ့်မယ်ဒါဆိုလို့ရှိရင်တော့ weakness ရှိနေပြီပေါ့နော်နောက်တစ်ခုကကြတော့ S က slur speech ပေါ့နော်ကိုမေးတဲ့မေးခွန်းကို तू မဖြေနိုင်တော့ဥမာအဖြစ်နာမည်ဘယ်လိုခေါ်သလဲဒီနေ့နေကောင်းလားစသဖြင့်အဲ့လိုမျိုးကို तू မဖြေနိုင်တော့ဘူးခါရီကြလို့ရှိရင်လေငါပြောတဲ့စကားလုံးလေးကိုနင်အနောက်ကလိုက်ပြီးပြောကြည့်ပါအောင်ဆိုပြီးတော့ simple sentence လေးပြောကြည့်တဲ့အခါမှာသူတို့အနောက်ကနေပြီးတော့ repeat မလုပ်နိုင်တော့ဘူးပေါ့နော်အဲ့ဒီဟာတွေကိုသိပြီဆိုလို့ရှိရင်ကျမတို့ကတီကတိုင်းပေါ့နော်စေယုံစီကံကိုအချိန်မီခေါ်သွားရပါမယ်အချိန်ကအရန်အရေးကြီးပါတယ်အချိန်မီစေယုံစီကံရောက်လို့ရှိရင်အသက်လဲကဲနိုင်မှာဖြစ်တယ်လို့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ကိုယ်တစ်ပိုင်းသေးတာเนาะအိပ်ရတဲ့လေးတာစတဲ့ဆိုးကျိုးတွေကိုလည်းအများကြီးကာကွယ်နိုင်ပါတယ်ဒါကြောင့်မို့လို့ FASD မှာ symptom တစ်ခုခုကိုကရှိခဲ့လို့ရှိရင်ချက်ချင်း ambulance ခေါ်ပြီးတော့ဆေးရုံပို့ဖို့မမေ့ပါနဲ့